လက်ခံရခါနီအချင်းကိုရောက်နေပါပြီ။ကတွေ့က diabolic ရဲ့ loving ကကောလာကိုဖြုတ်ပြီးတေမင်းတမန်ဂီလိုတင်ဆက်ကြီးစီကိုခေါ်ဆောင်သွားနေပါတယ်။ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပေမဲ့ diabolic ကတော့လုံးဝမတုံလို့ပဲအေးဆေးတင်ငြိမ်လို့နေပါတယ်။ဒီအမူအရာကိုမြင်လက်ရတဲ့ရဲမှုကင်းကိုဟာတခုခုလွဲနေပြီဆိုတာရိပ်မိလိုက်တယ်။ diabolic ရဲ့အိမ်ပါတော့ကတွေ့ခဲ့ရတဲ့လူအစ်စ်နဲ့တူတဲ့မျက်နှာဖုံးတွေကိုသူပြန်တတိရသွားပြီးကွမျက်မှုကိုရပ်တန့်ဖို့အပြေးလွှားသွားပါတော့တယ်။ဒီအဖြစ်ဖြစ်မတိုင်ခင်အချိန်လေးကိုပြန်သွားကြည့်ရအောင်တရားခွင်ပါတော့က diabolic ရဲ့ချစ်သူ Eva ဟာသူ့ပါးလေးကိုလက်နဲ့ပုတ်ပြီးလူဝတ်အချက်ဖြတ်ခဲ့ပါတယ်။ diabolic ကလည်းမျက်တောင်ခတ်ပြီးပြန်လေတုံ့ပြန်ခဲ့တယ်။တေမင်းချမှတ်လိုက်ချင်းမှာလူတွေဝမ်းတာအားရအော်ဟစ်နေကြပေမဲ့ Eva ကတော့ကျေနပ်တဲ့အပြုံနဲ့ပြုံးနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်မှာထောင်ဖောက်မဲ့အစီအစဉ်ရှိပြီးလိုက်မို့လို့ပါ။ Eva ဟာလူဝတ်စခန်းတစ်ခုစီသွား diabolic ရဲ့ကားနဲ့လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုယူဆောင်ခဲ့တယ်။အဲ့ဒီတော့သူမရဲ့ဆွဲဆောင်မှုရှိတဲ့အလားအပကိုအသုံးချပြီးတရားရေးဝန်ကြီးကိုဖျားယောင်းခဲ့ပါတယ်။ဝန်ကြီးက Eva ရဲ့အလားမှာမိန်မောသွားပြီးသူမတောင်းဆိုသမားကိုလိုက်လောဖို့ဝင်မလေးတော့ပါဘူး။ Eva က diabolic ကိုသိချင်နေလူပြောပြီးဝန်ကြီးနဲ့အတူထောင်သေးကိုဝင်ရောက်ဖို့ကြိုးစားခဲ့တယ်။ထောင်သေးရောက်ပြီးအခန်းတကားပိတ်လိုက်တာနဲ့ Eva ဟာဝန်ကြီးကိုမေးစေးထိုးပြီးမူးမိတ်လဲကျသွားစေခဲ့တယ်။ချက်ချင်းဆိုသလိုတည်းဝန်ကြီးရဲ့မျက်နှာကို diabolic ပုံစံမျက်နှာဖုံးဆွတ်ပေးလိုက်ပြီး diabolic အစစ်ကိုတော့ဝန်ကြီးအဖြစ်ရုပ်ဖြစ်ပြီးခေါ်ထုတ်လာခဲ့ပါတော့တယ်။လွတ်မြောက်လာတဲ့ diabolic ကဒီလောက်နဲ့မရက်တန့်ပါဘူး။ဝန်ကြီးရုံခန်းထဲကိုဝင်ရောက်ပြီးဝန်ကြီးတစ်ဆက်လုံးစူးစောင်းထားတဲ့ငွေတွေကိုပါခိုးယူခဲ့ပါတယ်။ရဲတွေကဖုံးဆက်ပြီးတတိပေးဖို့ကြိုးစားပေမဲ့ဝန်ကြီးရဲ့အတွင်းရေးမှုကနောက်ပြောင်ထင်ပြီးဖုံးချပစ်ခဲ့တယ်။နောက်ဆုံးမှာတော့ရဲတွေရောက်လာတဲ့အချိန် diabolic ကတခိုးကြီးပြီးလင်းမြန်စွာနဲ့ပဲ Eva မောင်းနှင်လာတဲ့ကားပေါ်တက်ပြီးလွတ်မြောက်သွားပါတော့တယ်